Hello အားလုံးမင်္ဂလာပါဒီနေ့ကစုံလပြည့်နေ့မနေ့ဖက်အိမ်မှာကောင်းမှုကုသိုလ်ပြုပါတယ်အိမ်ကဖရားမှာကုသိုလ်ထပ်တူရကြပါစေမပြည်သူပြည်သားများနဲ့တကွာကဘာသူကဘာသားများအားလုံးကကြီးသုံးမယံတမျိုး၅ပါးကင်းဝေးကြပါစေမြန်မာပြည်သူပြည်သားများတဘာဝဘေးမင်းဆိုးမင်းညစ်ဘေးစစ်ဘေးဒုက္ခတို့မှာလည်းအမြန်ဆုံးကင်းဝေးပြီးတော့မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပြီးတော့အမြန်ဆုံးကျန်းမာပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေဥပယမေကင်းစင်ဝေးငြိမ်းအေးကြပါစေနှလုံးစိတ်ဝငြိမ်းချမ်းပြီးကောင်းကျိုးလိုရင်းဆန္ဒမြတ်တစ်လုံးတော်ရတယ်ပြေဝကြပါစေပြည့်သမားကောင်းမှုကုသိုလ်အဆူဆူတို့ထပ်တူရကြပါစေအားလုံးကြကြသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြကြသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြကြသမျှအမြယူတော်မူကြပါကုန်လောသာဓုပါရှင်ဗျာ